အားလုံးပဲမင်္ဂလာပါရှေ့ရဲ့ podcast episode 10ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ရှေ့ကခွင့်လွှတ်ခြင်းဆိုတဲ့အကြောင်းလေးကိုပြောချင်ပါတယ်လူအများစုကခွင့်လွှတ်ခြင်းလို့ပြောလို့ရှိရင်ကိုယ်နာကျင်စေခဲ့တဲ့သူတစ်ပါးကိုခွင့်လွှတ်ပေးရမယ်ဆိုတဲ့ဟာနေစပြီးတော့စဉ်းစားတတ်တယ်ပေါ့နော်ဒါပေမဲ့တခါတလေခွင့်လွှတ်ဖို့အခက်ဆုံးကသူများကိုခွင့်လွှတ်တာမဟုတ်ပါဘူးကိုခွင့်လွှတ်နိုင်ခြင်းအခက်ဆုံးဖြစ်ပါတယ်လူတွေကဘဝမှာအမားတွေလုပ်တတ်ကြတယ်တခါတလေတချို့အမားတွေကိုကိုယ်တိုင်မမေ့နိုင်ဘူးတချို့ဆုံးဖြတ်ချက်တွေကိုနောင်တတွေရနေတတ်တယ်အဲ့ချိန်မှာငါသာပို့ကြိုးစားခဲ့ရင်ပို့သိခဲ့ရင်ဒီလိုတွေမလုပ်သင့်ဘူးဆိုပြီးတော့ကိုယ်အတွေးတွေနဲ့ကိုပြန်တက်နေတယ်လို့ဖြစ်တတ်တယ်အပြစ်မဲ့ရုပ်ပေါ်မှာတော့အဆင်ပြေနေလို့ထင်ရပေမဲ့ကိုယ်အတွင်းထဲမှာကြတော့ကိုဆက်ပြီးတော့အပြစ်ပေးနေတတ်တယ်သူများကိုခွင့်လွှတ်ဖို့ဆိုလို့ရှိရင်အရင်ဆုံးကိုယ့်ဟာကိုယ်ခွင့်လွှတ်တတ်ဖို့အရေးကြီးပါတယ်။ဘာလို့လဲဆိုတော့လူတွေကကိုယ်စိတ်ထဲမှာကိုယ့်ဟာကိုယ်လက်မခံနိုင်သေးဘူးဆိုရင်တခြားလူကိုလွတ်ပေးရမယ်ဆိုတာလည်းအရင်ခက်ခဲတတ်ပါတယ်။ကိုအပြစ်ပေးနေတဲ့စိတ်ကတခြားသူအပေါ်ပို့ပြီးတော့တင်ကျပ်စေပါတယ်။ခွင့်လွှတ်ခြင်းဆိုတာကဖြစ်ခဲ့တဲ့ဟာလုပ်ခဲ့တဲ့အမှားတွေကိုမေ့ပြေးလိုက်ခြင်းမဟုတ်ပါဘူးဒါကဒီချိန်မှာငါဒီလောက်ပဲလုပ်နိုင်ခဲ့တယ်ဆိုတာကိုလက်ခံနားလည်နိုင်ခြင်းဖြစ်ပါတယ်အဲ့ချိန်မှာအမှားလုပ်ခဲ့တယ်အလောက်ပဲကြိုးစားခဲ့တယ်အလောက်ပဲတန်မာခဲ့တယ်ဒါကိုလက်ခံနိုင်တဲ့အခါမှာစိတ်ကပိုပြီးတော့ပေါ့ပါသွားမယ်ကိုယ့်ကိုခွင့်လွှတ်လိုက်တဲ့ချိန်မှာကိုဟာပိုပြီးတော့တန်မာလာမယ်ကိုယ်အတွေ့တွေကိုပိုပြီးတော့ဖြန့်ကျက်လာနိုင်မယ်ဘာလို့လဲဆိုတော့ကိုယ်အမားကိုဖုံးမထားတော့ပဲနဲ့အမားကိုသင်ခန်းစာအဖြစ်လက်ခံနိုင်လိုက်တဲ့ချိန်မှာကိုအပြစ်ပေးတဲ့နေရာနေပြီးတော့ကိုနားလည်နိုင်တဲ့နေရာကိုရောက်သွားတဲ့အခါမှာကိုကလေအေးချမ်းပြီးတော့ကိုအတွက်လမ်းစာအသစ်တစ်ခုပေါ်လာတာဖြစ်ပါတယ်တခါတလေကိုခွင့်လွှတ်လိုက်ဖို့ကသူများကိုခွင့်လွှတ်ဖို့အတွက်လမ်းစာလေးတစ်ခုဖြစ်ပါတယ်ကိုနာကျင်ခဲ့တဲ့လူမျိုးတခြားသူလည်းမပြေဆုံးတဲ့လူတစ်ယောက်ဖြစ်တယ်ဆိုတာကိုကိုယ်တိုင်မြင်လာပါတယ်ဒါဟာအားနည်းချက် weakness မဟုတ်ပါဘူးဒါကemotional maturity တခုဖြစ်ပါတယ်ဒါဆိုရင်ဒီနေ့ကိုယ်စိတ်ထဲမှာခွင့်မလွတ်နိုင်သေးတဲ့လူတစ်ယောက်ရှိတယ်ဆိုရင်ကိုပြောကြည့်ပါငါအကောင်းဆုံးကြိုးစားခဲ့တယ်ငါအများကြီးသင်ယူပြီးပြီငါရောခွင့်မလွတ်နိုင်တဲ့လူတွေရောငါလွတ်ပေးလိုက်တော့မယ်ဆိုပြီးတော့ခွင့်လွတ်ခြင်းကိုအားကိုးကြည့်ပါခွင့်လွတ်ခြင်းကတခြားသူအတွက်မဟုတ်ပါဘူးကိုယ်တိုင်စိတ်အေးချမ်းဖို့အတွက်ပထမဖြစ်ပါတယ်သူတပါးကိုခွင့်လွတ်တတ်ဖို့ဆိုရင်အရင်ဆုံးကိုဟာကိုခွင့်လွတ်နားလေတတ်ဖို့ကအရေးကြီးပါတယ်ကိုခွင့်လွတ်နားလေပြီးလိုက်တဲ့နေ့ကကိုတကယ်အေးချမ်းမှုစတင်တဲ့နေ့လေးဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ရှယ်တငယ်ချင်းတွေလည်းဒီ podcast လေးကိုနားထောင်ပြီးတော့ကိုခွင့်မလွတ်နိုင်တဲ့ဟာလေးတွေရှိရဆိုလို့ရှိရင်ဖြည်းချင်းစဉ်းစားပြီးတော့ကြိုးစားကြည့်ပါတကယ်အေးချမ်းတဲ့ရဲ့လေးတွေစတင်နိုင်ပါလိမ့်မယ်ရှယ်လည်းအားလုံးကိုအေးချမ်းဖို့ဆုတောင်းပေးလိုက်ပါတယ်ဒါဆိုရင်ရှယ်တို့နောက် episode လေးမှာပြန်တွေ့ကြမယ်နော်bye bye